Adrian Mutu ရဲ့ဘောလုံးသမားဘဝဟာစိတ်လှုပ်ရှားစရာကောင်းတယ်လို့အချိုးအကွေ့လည်းများခဲ့ပါတယ်။ ရိုမေးနီးယားရဲ့ဒုတိယမြောက်ကန်ဝင်ကစားသမားအဖြစ်သတ်မှတ်ခံရသူဖြစ်ပြီးပါမာအသင်းမှာခြေစွမ်းပြသခဲ့ပြီးနောက်2003ခုနှစ်မှာ Chelsea အသင်းကိုရောက်ရှိလာခဲ့ပါတယ်။ Chelsea ရဲ့အဓိကတိုက်စစ်မှုအဖြစ်အားကိုးခြင်းခံခဲ့ရပြီးသူ့ရဲ့ကစားသမားဘဝအမြင့်ဆုံးရောက်မဲ့အလားအလာတွေပေါ်ပေါက်ခဲ့ပါတယ်။သို့သော2004ခုနှစ်မှာကိုကိန်းသုံးဆွဲမှုကြောင့်ဆေးစစ်ချက်ကြားချုံခဲ့တဲ့အတွက် Chelsea အသင်းမှသူ့ရဲ့စာချုပ်ကိုချက်ချင်းဖျက်သိမ်းခဲ့ပြီးခုနှစ်လကြာပွဲပဲပြည်တန်လဲခံခဲ့ရပါတယ်။ဒါပေမဲ့မူတူဟာလက်မြောက်အရှုံးမပေးပဲ Juventus နဲ့ Fiorentina တို့လိုအီတလီအသင်းကြီးတွေစီပြန်လည်ရောက်ရှိပြီးပုံမှန်ခြေစွမ်းတွေကိုပြန်လည်ပြသနိုင်ခဲ့ပါတယ်။အထူးသဖြင့် Fiorentina မှာသူ့ရဲ့အကောင်းဆုံးကစားသမားဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်။မူတူဟာဘောလုံးအရေးအသွေးထိမြတ်သူတူဖြစ်ပေမဲ့ပြဿနာတွေကြောင့်အောင်မြင်မှုအမြင့်ဆုံးကိုမရောက်ရှိခဲ့စိတ်ဝင်စားစရာကစားသမားတူဖြစ်မှတ်တမ်းထားပါတယ်။နောက်ထပ်ဖေကစားသမားအကြောင်းသိလိုပါတယ်။ comment မှာပြောခဲ့နော်